Okay အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ KMI channel ကနေအားလုံးကိုကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ Brado ကိုအသေးပွားနည်းလေးလာပြပြပေးတာဖြစ်ပါတယ်အသေးမပွားတတ်သေးသူတွေအတွက်ပေါ့နော်အသေးပွားနည်းလေးလာပြပြပေးတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဒီအသေးပွားဖို့အတွက်ဆိုရင်ကျွန်တော် auto clicker လေးလိုတယ် auto clicker လေးကိုကျွန်တော်တို့ Play Store မှာတစ်ချက်သွားတောင်းလိုက်မယ်ပေါ့နော် Play Store ရဲ့တစ်ချက်ဝင်မယ်ပြီးရင် Play Store ရဲ့ server မှာAUTO auto clicker ဆိုပြီးတော့ရိုက်ရှာလိုက်ပေါ့နော်အဲဆိုရင်ကြာလာလိမ့်မယ်ဒီကောင်လေးပေါ့နော်ဒီကောင်လေးပေါ့နော်ဒီကောင်လေးကို down လိုက်ပေါ့နော်ကျွန်တော်တို့မ down ပြတော့ဘူးကျွန်တော်က down ပွားကြီးဆိုတော့နော်အဲဆိုရင်ကျွန်တော်တို့ game လေးကိုချက်ဝင်မယ်ကိုအဆင်ပြေတဲ့ software နဲ့ပွားလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်ဆရာရဲ့ software ဒီကောင်ကလည်းအဆင်ပြေတယ်ပေါ့နော်ပွားရတာအတက်မြန်တယ်ပေါ့နော်အသေးအတက်မြန်တယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့ software နဲ့ပဲပွားပြမယ်ပေါ့နော်အသေးပွားချင်ဒီမှာ GB လေးရှိတယ်ပေါ့နော်ဒီမှာ GB လေးရှိတယ်ကျွန်တော်ရဲ့ software ထဲမှာပေါ့နော်အသေးပွား GB ရှိတယ်ပြီးရင်ကျွန်တော်တို့ရဲ့ YouTube channel ရှိတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်တို့တစ်ချက်လင်းလေးကိုချက်ဝင်ရမယ်Big boss လာပြီလေဗျာဘက်ကစိတ်ချိုင်ဝဲကြမလားခင်းလေးကိုရောက်ပြီဆိုရင်ကျွန်တော်အခုနတောင်းခိုင်းနေ auto clicker လေးတွေကိုတစ်ချက်ဝင်လိုက်မယ်အခုမှစားတောင်းတဲ့လူတွေဆိုရင်ဒီလိုမျိုးမပေါ်ဘူးပေါ့နော်ကျွန်တော်ကဖိုင်လာပြီပေါ့နော်ဖိုင်နဲ့ဆိုရင်ဒီလိုမျိုးတွေပေါ်တယ်ပေါ့နော်ဖိုင်လုပ်နီးဖိုင်တဲ့နီးတွေကိုလည်းကျွန်တော်ရဲ့ channel မှာတင်ထားရတော့ပေါ့နော်ကျွန်တော်ရဲ့ဒီ Telegram channel လေးမှာတင်ထားပြီးတယ်ပေါ့နော် Telegram channel မှာတင်ထားပြီးပါတယ်အဲဆိုရင်ကျွန်တော်တို့ auto clicker လေးကိုတစ်ချက်ဖွင့်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဂိမ်းထဲကိုပြန်ဝင်လိုက်မယ်ပြီးဒီမှာပေါ့နော်ဒီမှာရိုက်လိုက်ပေါ့နော်ဒီမှာဒီလိုလေးနေရာလေးချပြီပေါ့နော်ဒါမှသူက run မှာပေါ့နော်ပြီးရင်ကျွန်တော်ဒီ play လေးကိုနှိပ်လိုက်မယ်ဒီမှာကျွန်တော်ဆက်ခွန်ရှိရပေါ့နော်မတက်သေးဘူးပေါ့နော်မလားအထားတဲ့လူရှိတယ်ကိုကလက်ခံလိုက်ပေါ့နော်သူက6ခုပဲရတယ်ပေါ့နော်မိုင်းတွေကဒီမှာတက်သွားပြီပေါ့နော်ဒီမှာ19ဖြစ်သွားပြီဒီမှာနောက်တစ်ခုထပ်ပေါ်လာတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ထပ် run ရမယ်ဒီမှာ23တော့ဖြစ်သွားတယ်ပေါ့နော်ဗီဒီယိုလေးကတော့လောက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like and subscribe လေးနဲ့ဗီနာအခေါင်းလုံးလေးကိုနှိပ်ထားပြီးဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုအသစ်တွေတင်တိုင်းမှာသိအောင်လို့ပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ